2020 21 22ဝန်းကျင်တုန်းကကျွန်တော်တို့အခုပေးနေရတဲ့ရွှေဈေးတွေက10သိန်းကျော်10သိန်းဝန်းကျင်လောက်ပဲရှိခဲ့တယ်ဆိုတာသိရလား2020တုန်းက15ပဲရွှေမှာရွှေဈေးက12သိန်း2400ပဲရှိခဲ့တာ2021မှာတော့12သိန်း5000လောက်ထိပဲတက်ခဲ့တယ်2022မှာကျတော့16ပဲရွှေဈေးမှာ25သိန်း9000ခွဲအထိပဲရှိခဲ့တယ်2023မှာတော့ရွှေဈေးက35သိန်းကျော်36သိန်းကျော်လောက်ထိကိုတက်သွားခဲ့။ဘာပဲဖြစ်ဖြစ်အဲ့ဒီလောက်ပဲရှိခဲ့တဲ့ရွှေဈေးကအခုချိန်မှာပြန်စဉ်းစားမိရင်မြို့နိုင်စရာကောင်းတဲ့ပြောင်းလဲမှုတွေဖြစ်ခဲ့ပြီ။ရွှေဆိုတာဝိစင်ထားရင်အလှတိုးစီတယ်လို့တင်းစီထားရင်လည်းတန်မိုးတွေကိုခိုင်မာစေတတ်တာအားလုံးအသိပဲနော်။အဲ့ဒီအချိန်က MGNG မှာဝယ်ယူခဲ့တဲ့ customer တယောက်ချင်းစီရဲ့ voucher လေးတွေကိုပြန်ကြည့်ရင်ကြည်နူးမှုကိုဖြစ်စေသွားတယ်။အမျှော်မြင်ရှိနဲ့ဝယ်ယူခဲ့တဲ့ကျွန်တော်တို့ရဲ့ customer တွေအတွက်ကတော့ဒါအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်စေခဲ့ပြီပေါ့လေရွှေဆိုတာအလှဆင်မှုအတွက်တစ်ခုလေးတင်မဟုတ်ဘဲနဲ့တင်းရဲ့ငွေကြေးတန်ဖိုးကိုစောင့်ရှောက်ပေးနိုင်တဲ့အကောင်းဆုံးအရာတစ်ခုလို့ပြောရင်လည်းမမှားဘူးအချိန်ကာလတွေဘယ်လိုပဲပြောင်းလဲပါစေအမျှော်မြင်ရှိနဲ့တေချာဝယ်ယူရွေးချယ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ customer တွေအတွက်ကတော့ဒါအကောင်းဆုံးရွေးချယ်မှုတစ်ခုပဲလို့ပြောပြရစေအချိန်ဆိုတာနောက်ပြန်လှည့်လို့မရပါဘူးကိုယ့်ရဲ့အနာဂတ်အတွက်တန်ဖိုးတွေကိုတော့ဒီနေ့ကစပြီးထိန်းသိမ်းလို့ရတယ်နော်နောက်တစ်ချိန်မှာပြန်ကြည့်မြင်ရင်လည်းခုချိန်ဝယ်ထားတဲ့တန်ဖိုးတွေကအစမတန်တက်နေအောင်မှာမို့လို့ MGNG မှာစိတ်ကြရွေးချယ်လိုက်ကြပါအောင်နော်